နားတွေအင်ဂျင်နီယာကျောင်းမှာမိသားဝန်နားတွေအင်ဂျင်နီယာမေလင်လှုပ်လာတော့ပြီးတယ်ဆိုတော့ထပြီးတာအဲ့ဒီမှာလူလေးကြံနေတယ်ကျောင်းမှာမိသားအများကြီးရှိတယ်ပေါ့ရှိတယ်အဲ့ဒီမှာဟာဟွာပြီအခုအဲ့ဒါကိုတရားပဲလွတ်လာလားကိုတရားပဲထွက်လာလားမဟုတ်ဘူးဒီဘက်မှာညီလည်းရှိတယ်ညီလည်းလွတ်လာတယ်လို့ပြောတယ်ညီပါသေးတယ်ဟုတ်လားဟာသွားပြီကွာပြီးကန်နီးမှာတရပါဒါပဲအဲ့ဒီမှာဒါပဲဟိုကျွန်တော်တို့လည်းပြေးလာတာအပေါက်ကမတွေ့တော့ဘူးဘာမှမမြင်ရတော့ဘူးဟာသွားပြီညနေလောက်ရင်းနဲ့ပြူကြတာကျွန်တော်တို့အောက်ကားလမ်းလုံနေတာလမ်းလုံနေရဝရင်တို့နေရဆက်မရှိရမှာကိုပြောပြအေးပေါ်အဲမှာရှိရတော့ကတည်းကအရင်ပြတ်ကြတာမလင်းလို့တော့ကတည်းကပြတ်ကြပြီးတော့တိုက်ပါလို့ကြောက်ပါအိုးကြည့်ပါဦးကွာအဲ့မှာလူရှိလားအဲ့မှာလူရှိတယ်လေနိုင်တော့အလူကမလို့ဒါပဲပြေးလို့မလွတ်ကြတော့ကျွန်တော်တို့တော့ဒီကလမ်းဘက်မှာလုံနေတော့ကြောက်အများဆုံးဘယ်နေအားလို့ရှိမှာအများရာနဲ့ရှိမှာရာကနန်းနဲ့ရှိမှာညားတာပေါ့ဟုတ်ပါသွားပြီอะไรอ่ะตรงไหนยืนตัวตรงไม่ได้เลยอุ้ยนานแล้วนะอุ้ยยังเหรอบ้านใครอุ้ยโคงนึงไงไอ้กำลังจะหล่นออกมาเหรออุ้ยโอ้ยหล่นระวังกระจกหล่นระวังกระจกหล่นจะหล่นแล้วนี่นะอย่ามายืนตรงนี้กระจกข้างบนไหมเดี๋ยวกระจกหล่นลงมาข้างในอุ้ยตัวสั่นไปหมดเลยนึกว่าเวียนหัวนึกว่าจะช็อกใช่ตอนแรกก็งงอ่ะใช่ใครพี่พูดแล้วทำไมเราเป็นนะไม่ผมก็เป็นพี่อ้อยรอไปตึกถล่มรอไปอะไรตกใจหมดเลยติ้งป่วย อุ้ยตรงนั้นบ้านใครอ่ะอุ้ยมันอยู่ในบ้านฉันป่ะน่ะมีคนตัวสั่นไปหมดเลยอันนั้นตึกอะไรอ่ะตึกไม่รู้อยู่ฝั่งคอนโดพี่บูฝั่งนั่นแหละแปดนั่นแหละนี่พื้นยังไม่หายเอียงเลยนะหนูนึกว่าหนูจะพันลมพอหนูกลับมาร้อนพอจะเป็นลมกันကွဲသွားပြီဘုံမနန်းနောက်တော့ကဆန်းနိုင်ကြိုက်လုံးနေတော့ဒီနားမှာလုံနေတော့ဟုတ်ကဲ့တို့ဒီနားမှာလုံနေတယ်နော်တကယ်လည်းလုံနေတော့လားမသိဘူးလုံနေတယ်နော်လုံနေရတော့ငါကြောက်လိုက်တာလုံနေတော့မလေးပခိုင်ပေါ်လာမလားလုံနေတော့မထိုင်နေတော့ပဲနေထုံနေတော့လေဒူရီယာအဝုန်းဝုန်းလူဘာမှမဖြစ်တာကျေးဇူးတင်ရမှာဘာမှမပြီးဘူးနော်ဘာမှမပြီးဘူးမှဆက်လာခိုင်းတော့မပြေး
อยากได้รถคันใหม่ก็ คืออะไรทำไม เกมไม่จะหล่น แผ่นดินไหวต้องนะมีคนไหมนะคุณป้าโอ้ยโอ้ยตายแล้วโอ้ยโน่มีคนเยอะมีคนเยอะด้วยนะคุณป้าเขาอพยพทันไหมน่ะน้องกุญแจอาอยู่ไหนโอ้ยผมรู้ว่าผมพูดนั่งอยู่ไปนั่งรถคิดว่ามีใครมาเขย่า ใช่หนูก็นึกว่าหนู ผมก็นึกว่าผม မှာလဲသုံးလင်းဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောမကြည့်အောင်ကြည့်အောင်အိုးရေတွေကိုထွက်လို့ကြည့်အောင်တရားကတော့ထိခိုက်မှုတိတ်မရှိပြီမြဲဒီကျဲကြီးကြောင်းကြတော့အင်မတန်မှ ဟိုမှာကားကြီး ဟုတ်ကားကိုဘက်ဆက်သွားလို့မရတော့ မရတော့ဘူး ဘူးကဘာလို့ခင်ဗျားထုတ်ကြည့်လဲအဲ့ဒါကြီး ကားတစ်စီးမှာ လည်းတော့သွားတာမဟုတ်ဘဲနဲ့အစ်ဘလို့လဲခုရမှာ ဒါတော့ဟိုရွှေကြရကနေဒီကန်တော်ကြီးဒီမရောက်ခင်လေးပါဗျာရွှေကြရကနေကန်တော်ကြီးသွားမယ်ဆိုဆိုင်ကယ်လေးနဲ့ဆိုရင်တော့နည်းနည်းပါထိန်းစီတော့ဆင်ပြေပါတယ်ကားတို့ပါဆိုတော့လုံးဝပြတ်လို့မရဘူးဗျနည်းနည်းဟိုလမ်းနေရကျွန်တော်မျိုးနေထားနေပြင် မန္တလေးမြို့82လမ်း40တောင်းမှာဖြစ်ပါတယ်ခင်ဗျာတိုက်တိုက်လုံးပြိုကျသွားတာပါလက်ဖေးဆိုင်မှာကျွန်တော်ရဲ့ဆိုင်ရဲ့ဘေးကလက်ဖေးဆိုင်မှာခင်ဗျာအောက်မှာကတော့လူ3ယောက်ပြိနေပါတယ်ခင်ဗျာ1ယောက်ကတော့အသက်မရှိတော့ပါဘူး2ယောက်ကတော့အသက်ရှိပါသေးတယ်ထုတ်လို့ကဘလို့မှမရသေးပါဘူးခင်ဗျာခဏလေးနော်ကရိန်းသွားခေါ်နေကြလားနော်ဘာမှဖြစ်ဘူးကြလားကရိန်းသွားခေါ်နေနော်ရေလေးပါလေးတိုက်အေးပါရေတောက်မလားရေရှိလားရှိတယ်
အေးဟုတ်ပြီ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  တောင်းလာတော့ကြိုးကြီးငါ့ရှိရကြားလာရ အမနေအောင်ကဒီအဆောင်ထဲမှာပဲ505မှာမတီတာအေးခိုင်ဆွေဝဝဝင်းအမနေရောက်ခေါ်လာလဲအတန်ထိုးပါတယ်တကယ်၍တွေးတဲ့လူကလည်းအားလုံးကူညီကြပါဦး လူဘာမှမဖြစ်တာကျေးဇူးတင်ရမှာ哎呀！
Let's go!